အားလုံးပဲမင်္ဂလာပါပဲဆောင်ငါးတီးဒုစားကြည့်ရအောင်ဆောင်ငါးတီးရဆိုလို့ရှိရင် high protein product တစ်ခုဖြစ်တဲ့အတွက်နေ့တစ်နေ့တာရဲ့25ရာခိုင်နှုန်းလိုအပ်တဲ့ protein ကို cover ဖြစ်စေပါတယ်သက်လွတ်သမားတွေဆိုလို့ရှိရင်လည်းငံပြားရည်အစားစားလေးနဲ့တုပ်စားလို့ရပါတယ်လက်ကူရိုးရှင်းတဲ့ဘတ်ဂျက်မီလေးလည်းဖြစ်ပါတယ်စစ်သွန်ပြူစီဂျယ်လေးကပုံမှန်ဆိုရင်ကြိုပြီးတတ်ထားတာရှိတယ်ဒီတစ်ခေါက်တော့တတ်ထားတာမရှိလို့စီဂျယ်လေးလည်းချက်လိုက်ပါမယ်မြေပဲဆန်လေးလည်းကြော်လိုက်ပါမယ်ကြော်ပြီးတော့မှပြန်ထောင်းပါမယ်မညက်တညက်လေးထောင်းရင်ပိုပြီးကောင်းပါတယ်နော်ပဲဆောင်ငါးသီးလေးတွေတော့ထိတ်နှစ်ခုကိုဖြတ်ပြီးတော့လေပြုတ်လိုက်ပါမယ်ယူနီဖြော့တာပေါ့နော်ပြုတ်တာတော့မဟုတ်ယူနီဖြော့ရုံလေးပဲဖြော့လိုက်ပါတယ်ပြီးသွားရင်ဘေးကအမြင့်လေးနှစ်ခုကိုဆွဲထုတ်ပြီးတော့မှပြန်လှီးမှာပေါ့နော်စီတက်တဲ့အချိန်မှာလေစက်သွန်ကြော်လေးကိုကျွတ်ကလေးရချင်လို့ရှိရင်အဲ့ဒီစီချက်တက်ပြီးတော့တဲ့အခါမှာလေအဖက်လေးတွေကိုပြန်ဆယ်ပြီးတော့အေးသက်ခံပေါ့နော်ကျွတ်တဲ့အချိန်ကျမှစီတဲ့ကိုပြန်ထည့်ပေါ့အားဆိုရင်စက်သွန်ကြော်ကျွတ်ကလေးရပါတယ်အခုတော့မြေပဲဆန်လေးကြီးလည်းကြော်လိုက်ပါအောင်မယ်မြေပဲဆန်လေးကြော်ရင်တတိထားပေါ့နော်မီးကိုလျှော့ပြီးတော့ကြော်ပါအရန်ကိုအလွယ်တကူတူးလေလို့ပါအခုဆိုအမြင်လေးဆွဲထုတ်မယ်ပြီးသွားရင်ပြန်ပြီးတော့ကိုစားချင်တဲ့လောက်အရွယ်အစားလေးကိုပြန်ပြီးလှိဖြတ်လိုက်မယ်ပေါ့နော်ဒီပဲတုပ်လေးอ่ะဆိုလို့ရှိရင်အရန်ကိုလွယ်ကူရိုးရှင်းပြီးတော့အစားလို့လည်းအရန်ကောက်ပါတယ်တက်လွတ်သမားတွေအတွက်ဆိုလည်းအရန်ဆင်ပြေပါတယ်ငံပြားရီအစားလေးနဲ့ပဲတုပ်ပေါ့နော်အဲ့ဒါတွေကိုမြေပဲရဲ့စိတ်နဲ့အရသာလေးရဲ့ပဲအကြက်မုတ်ရဲ့အရသာလေးရဲ့စီချက်နဲ့မွမွေလေးရဲ့ပဲဆောင်ငါးတီးရဲ့ကျွတ်အရသာလေးရဲ့စက်သွန်လေးရဲ့အားလုံးပေါင်းဆက်လိုက်တဲ့အခါပေါ့နော်အရန်ကိုစားလို့ကောင်းပါတယ်ဒီမှာတော့တမြာသီးလေးညံ့ရတာကြိုက်တယ်အတုပ်ဆိုရင်တမြာသီးရဲ့အနံလေးက fresh ဖြစ်ပြီးတော့အရသာကိုပို့ပြီးတော့ကောင်းမွန်စေပါတယ်ဒီအတုပ်လေးရဆိုလို့ရှိရင် side dish အနေနဲ့လည်းစားလို့ရသလို budget meal လေးလည်းဖြစ်တာပေါ့နော်အရန်ကိုစားကောင်းပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော် thank you bye bye